ညနေရောက်တော့ဘာစားမယ်မသိတာနဲ့လမ်းလျှောက်ထွက်ရင်းနဲ့ပေါ့နော်။နိုင်စဉ်အကျော်နာကဒီပကံကြီးဆိုတဲ့မာလာမောက်ရှိုက်ဆိုင်လေးကိုတွားတွေ့တယ်။သူ့ဆိုင်ကြီးကနေဖြတ်သွားတာအနံ့လေးကအရန်မွှေးတာနဲ့ဝင်စားကြည့်ခဲ့တယ်။သူ့ဆိုင်မှာလေအသီးအရွက်လေးတွေထားတာလေးလည်းအရန်တန့်ရှင်းတယ်ဒီအသားငါးလေးတွေထားတာလည်းတော်တော်လေးကိုတန့်ရှင်းတယ်။အရွက်တွေဆိုရင်လည်းစုံညာပဲကျမကြိုက်တဲ့ဒီမှုန်လေးတွေမြင့်စိန်လေးတွေကိုအများကြီးထည့်လိုက်တာပေါ့နော်။ပြီးရင်ဈေးနှုန်းလေးတွေကလည်းအရန်ကိုတန်တာဆိုင်ရှင်အကိုနဲ့အမကလည်းအရန်သဘောကောင်းတယ်ပြီးတော့သူကအသားတစ်ချင်းကိုဆိုလို့ရှိရင်2100အရွက်တစ်ချင်းကို9000ကျော်လာမသိဘူးဈေးမမှတ်မိတော့ဘူးကွာဈေးကလည်းအရန်ကြီးရတယ်မှာမပါဘူးပေါ့နော်ပြီးရင်လေမှုတွေဆိုလို့ရှိရင်သူ့စီမှာလေး4-5မျိုးလောက်ကိုထားပေးထားတာဆိုင်ကဘလောက်ရောင်းရလဲဆိုလို့ရှိရင်ကျမတို့သွားတဲ့အချိန်မှာလေဒီဘာမှတော့တိတ်မရှိတော့ဘူးပေါ့နော်တော်တော်လေးကိုရောင်းရတဲ့ဆိုင်လေးကလက်မလဲဘူးပြီးတော့စားခြင်းနဲ့အသားလေးထည့်ပြီးတော့ပေါ့နော်ကျမတို့အများကြီးပဲကျမခံမှန်းထားတာက4000လောက်ကျမယ်လို့ထင်တာပေါ့နော်တကယ်တမ်းရှင်းလိုက်ရတာက29000ပဲရှင်းရတယ်ရောဈေးကိုအရန်တန်တယ်ပြောရမယ်မူဆယ်ကိုရောက်ဖြစ်ရင်ဒီဆိုင်လေးမှာစားခဲ့ကြည့်နော်အရသာလည်းကောင်းတယ်ဈေးလည်းတန်တယ်သူ့ရဲ့လိပ်စာကနိုင်စဉ်အကျော်ပြည်တော်စုလမ်းမကြီးညာဘက်ချမ်းမှာရှိပါတယ်ရှင်ဆိုင်နာမည်ကပကံကြီးပါ